လူကြီးမင်းတို့မှာ GoPro လုံးပိုင်ဆိုင်ရပြီဆိုမှတော့ GoPro ရဲ့ accessory တွေကိုတော့မေ့ထားလို့မရပါဘူးဒီ accessory တွေထဲမှာလူသုံးလည်းများပြီးတော့ GoPro user တွေအတွက်အဓိကအသုံးဝင်တဲ့ accessory လေး၅ခုကိုဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့မွေးရဲမှာပဲဗီဒီယိုရိုက်မလားဒါမှမဟုတ်ကိုကရေကူးရင်းနဲ့ပဲဒီရောက်လာဗီဒီယိုလေးတွေကိုရိုက်ရင်နေဆိုတဲ့သူတွေအတွက်လည်း GoPro ကရေဆိုကန်နေဆိုပေမဲ့ safety first အနေနဲ့ဒီလိုမျိုး waterproof ကလေးတွေကတော့ဆောင်းထားတင်တယ်နော်နောက်တစ်ခုကတော့ rechargeable shorty tripod လေးပဲဖြစ်ပါတယ်ဒီကောင်လေးကကြတော့ GoPro နဲ့ outdoor video တွေရိုက်တဲ့အခါမှာအခုမှလို့ရှိရင်အပြင်သွင်းလို့ရအောင်အတွက်9000 mAh ပါဝင်တဲ့အတွက်ကြောင့်မလို့နှစ်ခါလောက်ပြန်ပြီးတော့အသွင်းလို့ရမှာဖြစ်ပါတယ်ပြီးတော့ remote control လေးနဲ့ selfie ရှိပါတော့မှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကောင်လေးကတော့ရှိထားတင်တယ်နော်ပြီးတော့နောက်တစ်ခုက magnetic lamp mount ဒီကောင်လေးကကြတော့ charge switch တွေလည်းမသုံးရင်ဘူး tripod တွေလည်းမသုံးရင်ဘူးဆိုတဲ့သူတွေအတွက်အဲ့ဒီထဲမှာမြုပ်ပြီးတော့ magnet နဲ့ကပ်ပြီးသုံးရတာဆိုတော့ charge switch လိုမျိုးရွှေဖြစ်နေရအောင်မကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အရင်အဆင်ပြေပါတယ်။ Okay နောက်တစ်ခုကကြတော့3 meter carbon fiber ဆက်ပြီးဖြစ်ဒီကောင်လေးကကြတော့တိတ်ပြီးတော့ရွှေတော့မရှိဘူး carbon fiber ဖြစ်တဲ့ကြောင့်မလို့ပေါ့ပြီးတော့တခြား service တွေနဲ့မတူတဲ့တစ်ချက်ကကြတော့သူကကိုလိုချင်တဲ့နေရာမှာ lock လုပ်ပြီးတော့အသုံးပြုလို့ရတာဆိုတော့ကိုကအရှိပဲသုံးမလားအတူပဲသုံးမလားအဆင်ပြေတယ်ပြီးတော့သူ့ရဲ့အမြင့်ကလည်း6 BT မြင့်တာဆိုတော့ drone shot ရိုက်မဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအရင်အောင်အဆင်ပြေတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ tripod အနေနဲ့အသုံးပြုလို့ရမယ်ပြီးတော့ service အနေနဲ့ပါအသုံးပြုလို့ရမှာဖြစ်ပြီး GoPro ကိုဖုန်းနဲ့ချိတ်ဆက်ပြီးတော့အသုံးပြုတဲ့နေရာမှာဒီလိုမျိုးအထာကျဖုန်းခုလာလေးပဲပါလာဆိုတော့အရင်အောင်အဆင်ပြေပါတယ်နောက်ပြီးတော့ service ကလည်း2ပေကျော်လောက်ထိကိုဆွဲထုတ်ပြီးတော့အသုံးပြုလို့ရတော့ daily blog ရိုက်ရှင်တဲ့သူတွေပဲဖြစ်ဖြစ် travel blog ရိုက်ရှင်တဲ့သူတွေပဲဖြစ်ဖြစ်အရင်အောင်တင်တော်ပါတယ်ကျွန်တော်ဒီနေ့ပြပြသွားတဲ့ accessory လေးတွေကလူချင်းမင်းတို့အတွက်အဓိကအသုံးဝင်မယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာ GoPro accessory နဲ့ Osmo Pocket 2ရဲ့ accessory တွေပါရှိသေးရဆိုတော့ဆိုင်အောင်ကိုယ်တိုင် live ဆန်းသက်ပြီးတော့ဝယ်လို့ရနေပါပြီဒါဆိုလို့ရှိရင်တော့နောက်ဗီဒီယိုကြမှာပဲပြန်တွေ့ကြပါမယ်